ဝိညာဉ်တော်ကိုနေရာပေးပါကျွန်တော်တို့တခြားနေရာတခြားအရာတွေအားလုံးအတွက်ကျွန်တော်တို့အချိန်ပေးနိုင်တယ်ဝိညာဉ်တော်နဲ့သွားဆံပါတင်းပြောနိုင်တယ်ကျွန်တော်ဝိညာဉ်တော်လေးဘာမှမပြောပေမဲ့ကျွန်တော်အောင်မြင်ပါတယ်ဖခင်သခင်ကဒီဟာထက်တာ၍တင့်ကိုအောင်မြင်စေလူတယ်ဟာလေလုယာတင်းနဲ့ဖခင်သခင်အလိုတော်ကကဘာစွန်တိုင်အောင်ဟာလေလုယာတင်းတို့မြုံမှာမဟုတ်ဘူးတင်းတို့မိသားစုအတွက်သာမဟုတ်ဘူးဟာလေလုယာကဘာစွန်တိုင်အောင် global နာမည်ကျော်မှာဖြစ်တယ်ဟာလေလုယာနိုင်ငံတကာအသိမှတ်ပြောမှာဖြစ်တယ်နိုင်ငံတကာမှာဟာလေလုယာအာကုရတဲ့လူယောက်ျားလူမိန်းမဖြစ်သွားမှာဖြစ်တယ်ထိုဖခင်ရှင်နာမတော်ဘုန်းကြီးပါစေအိုးဟာလေလုယာကိုတော့ယေရှုတင်တယ်ဒုတိယအချက်ထိုကဲ့သို့ဖြစ်ဖို့ရန်အတွက်ဝိညာဉ်တော်ဖခင်သည်သူ့ရဲ့နှုတ်ကပတ်တော်အပင်ဖက်မှာအလုံးမလုံးပါဟာလေလုယာသူ့ရဲ့နှုတ်ကပတ်တော်အဖင်ပဲသင်အထက်မှာအလုံးလုံး၍သူ့ရဲ့နှုတ်ကပတ်တော်အဖင်ပဲသင်ကိုကောင်းချီးပေး၍သူ့ရဲ့နှုတ်ကပတ်တော်အဖင်ပဲသင်ကိုဂိုက်လိုင်းပေးမှာဖြစ်ပါတယ်အိုးထိုဖခင်ရှင်နာမတော်ဘုန်းကြီးပါစေထိုဖခင်သခင်ဝိညာဉ်တော်ဒီသင်အထက်မှာဆက်လက်ပြီးတော့အကန့်တမဲ့အလောက်လောက်လာတဲ့ခါမှာဟာလေလုယာဒီကမ္ဘာလောကကြီးမှာဖြစ်နေတော့ပြဿနာများအလုံးတို့ဒီသင်ကိုမလွှမ်းမိုးနိုင်ပါထိုအပေါ်မှာသင်ကိုကြော်လွှမ်းနိုင်၍သင်ကိုဝိညာဉ်တော်အတောင်ပန်နဲ့ပြန်တန်းစေမှာဖြစ်တယ်ဟာလေလုယာဟာလေလုယာဇမတ်တဥပမာအမေတန်ပေးလေးရှိတာဖြစ်ပါတယ်လေရင်ပြန်စီးတဲ့အခါမှာကျွန်တော်တို့ဒီလေရင်ပြန်ကိုရှိ၍တင်းတို့ခပတ်မြက်ကိုပတ်ကြပါအခုလေရင်ထွက်တော့မှဖြစ်တဲ့တဲ့ကြောင့်မို့ကျွန်တော်တို့ဒီလေရင်ခပတ်ကိုဖတ်၍ထိုင်ကုန်မှာအစင်တင်လောက်တဲ့အခါမှာလေရင်တွေအပေါ်ကိုတက်လာတာဖြစ်တယ်တဖြည်းဖြည်းနဲ့အပေါ်ကိုတက်လေလေကျွန်တော်တို့ပရင်းပေါ်နဲ့အောက်ကိုကြည့်တဲ့အခါမှာမြင့်လေလေအင်ဒီသေးလေလေမင်းလေလေလူတွေလည်းမပေါ်လာတော့ဘူးအပေါ်ကိုတက်လေလေအင်လည်းမပေါ်လာတော့ဘူးအပေါ်ဆုံးကိုတက်တဲ့ခါမှာဘာမှမမြင်ရတော့ဘူးဟာလေလုယာသင်ဝိညာဉ်တော်နဲ့ပြည်တဲ့ခါမှာလောကပြဿနာအလုံးသင်မြင်တော့မှာမဟုတ်ပါဟာလေလုယာဒီလောကမှာရှိနေတော့ကုန်ပြိုင်ခြင်းများသင်ကိုဘာမှမဖြစ်စေတော့ပါဒီလောကမှာဖြစ်နေတော့အရာများအလုံးတို့သင်ဒီကြော်ဆွဲရထိုးအထက်မှာပြန်တန်ရတဲ့အခွင့်ကိုဖခင်သခင်ကျွန်တော်တို့ကိုပေးတာဖြစ်ပါတယ်ဟာလေလုယာထိုတိုင်းရှင်တော်ဝိညာဉ်တော်ဖခင်သင်အသက်တာထဲမှာရောက်စီလာတဲ့ခါမှာသင်ရဲ့ခွန်အားသင်ရဲ့ဉာဏ်အားဖြင့်ခုနပြောသလိုမလုံနိုင်တော့အရာများကိုလုံမယ်ဘာဖြစ်လို့လဲဆိုရင်တန်ရှင်တော်ဝိညာဉ်တော်ဒီဖခင်သခင်ဤဉာဏ်ပညာဖြစ်တယ်